ဟင်းချက်ဗီဒီယိုလေးတွေမရိုက်တတ်ကြပြီဖြစ်တော့ဒီတစ်ခေါက်ရာသီပေါ်ငကြီးပေါ့နော်ဥကြီးတွေပါတဲ့ငကြီးတွေနဲ့ချက်ပြမယ်မွေးငါချက်နည်းလေးဖြစ်ပါတယ်မွေးငါချက်ဖို့အတွက်အရင်ဆုံးဒီငကြီးတွေကိုစပြီးပြုတ်မယ်ပေါ့နော်ငကြီးတွေကိုတော့အခုရာသီပေါ်ဥကြီးတွေနဲ့ငကြီးတွေကိုဝယ်ထားတာပေါ့နော်ငကြီး၃កောင်ကိုချင်းကြက်သွန်ပြူစပလင်နဲ့စပြီးတော့ပြုတ်မယ်နော်ငကြီးပြုတ်ဖို့အတွက်အရင်ဦးဆုံးဒီလိုတဲ့ဟာတွေကဒီစပလင်ပေါ့နော်စပလင်ရဲ့ကြက်သွန်အဖြူရဲ့ချင်းရဲ့လောလောဆယ်ဒါပဲအရင်လိုပါသေးတယ်နော်အဲ့ဒါနဲ့အရင်စပြီးငကြီးတွေပြုတ်ပါမယ်စပလင်ကိုအနံ့ပို့ထားအောင်လို့အရင်တော့ဒီလိုမျိုးလေးခွဲလိုက်အောင်နော်ခွဲထားတဲ့စပလင်လေးထည့်လိုက်မယ်နော်ပြီးတော့ရင်ကြက်သွန်ပြူအမွှားကြီးတွေကိုတရားရိုက်ထားတာထည့်မယ်အဖော်မချုပ်ဘူးနော်လေးမွှားထည့်လိုက်တယ်ပြီးရင်ချင်းလေးပြားထည့်လိုက်မယ်နော်ပြီးတော့ရင်ရေလေးထည့်လိုက်မယ်ပြီးရင်စနွဲမောင်ထည့်မယ်နော်ပြီးရင်ပဇွန်ထန်းငညာရေးထည့်မယ်နော်ငညာရေးကောင်းကောင်းတုံးနော်ပြီးရင်တော့မီးဖွင့်ပြီးတော့ပြုတ်လိုက်တော့ငါးပြုတ်ထားတဲ့အချိန်မှာစပလင်တွေထောက်ဖို့အတွက်ပါလေးတီးမယ်နော်အဲ့ဒါလေးကိုလေမထောက်ခင်ကတည်းကပါလေးတီးတော့ပို့ပြီးတော့ကြေလို့တာပေါ့နော်မဟုတ်လို့ရှိရင်မညက်လို့ရှိရင်မွေးငါးထဲမှာအဖက်လေးပါလာရင်စားရတာတော့ပါဇက်ထဲမှာနှောက်ယှက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်တေချာလေးပါလေးတီးပြီးတော့ထောက်လှီးထားတဲ့စပလင်လေးတွေကိုထောက်မယ်နော်စပလင်ကြေသွားပြီဆိုလို့ရှိရင်တော့ဂျင်းလေးတွေထပ်ထည့်ပြီးတော့ထောက်မယ်နော်ပြီးရင်ကြက်သွန်ပြူထပ်ထည့်ပြီးထောက်မယ်နော်ပြီးရင်ကြက်သွန်ဒီ၃လုံးကိုပါလှီးမယ်နော်စီတက်ဖို့အတွက်ပြီးရင်ပြုတ်ထားတဲ့ငါးတွေကိုဆဲလိုက်မယ်နော်ပြုတ်ထားတဲ့ငါးတွေကိုအေးခံပြီးရင်တော့အသားလေးတွေထွန်းလိုက်မယ်နော်စီတက်ဖို့အတွက်စီစထည့်မယ်နော်တဲဦးတယ်စီပူလိုက်ရင်ကြက်သွန်အနီလေးတွေအရင်စကြော်မယ်နော်ကြက်သွန်လေးတွေနွမ်းသွားပြီဆိုလို့ရှိရင်စနွင်းဖောင်လေးထည့်မယ်ရုပ်သီးရောင်တင်မောင်လေးထည့်မယ်နော်ဟုတ်ပြီးရင်ထောင်းထားတဲ့ချင်းကြက်သွန်အဖြူရဲ့စပလင်ထည့်လိုက်မယ်နော်ပြီးရင်ငါးပြုတ်ထားလေးထည့်လိုက်မယ်နော်ပြီးရင်ငံပြာကြီးလေးထည့်လိုက်မယ်ပြီးရင်ကြက်သားမုံလေးထည့်နော်အချိုးမုံမသုံးတော့ကြက်သားမုံများများသုံးငါးစီတက်တာကျွတ်ပြီးတော့မှုေးလာပြီဆိုလို့ရှိရင်တော့ငါးစီတက်တာပြီးပါပြီနော်မွေးငါးစားချက်လို့ရပါပြီမွေးငါးစားချက်ဖို့အတွက်ခုနပြုတ်ထားတဲ့ငါးပြုတ်ရည်လေးကိုအရင်ထည့်လိုက်မယ်နော်ငါးပြုတ်ရည်ဆူလာပြီဆိုလို့ရှိရင်နော်စီတက်ထားတဲ့ငါးလေးအနှစ်လေးတွေကိုထည့်လိုက်မယ်နော်ပြီးရင်ကြက်သွန်ဦးလေးတွေထည့်လိုက်မယ်ပြီးရင်ငပြောဦးလှီးထားတာလေးထည့်လိုက်မယ်နော်ပြီးရင်တော့မွေးငါးအမှုန်လေးကိုရေလေးနဲ့ဖြော်ပြီးတော့ဒီထဲကိုထည့်မယ်နော်ထည့်လိုက်မယ်တေချာလေးမခဲအောင်ပေါ့နော်လုပ်ပြီးတော့ထည့်ပြီးရင်ကြက်ဥပြုတ်ထားတာလေးကိုစိတ်ပြီးတော့ထည့်မယ်နော်
ပြီးရင်အိုးချက်ဥရဖို့အတွက်လည်းချက်ဥပြုတ်ထားတာလေးဒီတိုင်းနှလုံးထည့်လိုက်မယ်နော်အရသာလေးလေးတင်ရှိအောင်လို့ထညက်ကလေးတစ်ခဲလေးထည့်လိုက်မယ်နော်ပြီးရင်တော့ငါးပြုတ်တော့ခွာထားတဲ့ငါးဥကြီးနှလုံးကိုတော့ပြီးတော့မှဖြစ်ဖြစ်ချင်းစီထည့်လိုက်တယ်တလုံးကတော့ကျွန်တော်ခွာတော့စားလိုက်လို့ပေါ့နော်မွေးငါးအင်္ဂါရက်နဲ့ညီအောင်လို့ထည့်ထားရတယ်လဲစုံပြီဆိုလို့ရှိရင်နော်ရေထက်ထည့်လိုက်ပြီးတော့ခက်ကြကြလေးတည်ပေးထားမယ်နော်အဲ့ဒါမှငပြောဥတွေပါရအကုန်လုံးနူးပြီးတော့မွေးငါးနံပို့ပြီးတော့မွေးလာမှာပေါ့နော်အခုဆိုလို့ရှိရင်เนาะမွေးငါးရည်ထဲမှာအရသာအရှိဆုံးဖြစ်တဲ့ငကြီးနဲ့ချက်တဲ့မွေးငါးလေးရပါပြီเนาะ